auto function လေးကကျွန်တော် Excel ထဲမှာဘယ်လိုအသုံးပြုရမလဲဆိုတော့ဒီဗီဒီယိုလေးမှာကြည့်ကြရအောင် auto function ဆိုတာက Excel ကိုစပြီးတော့အသုံးပြုတဲ့သူတွေအတွက် basic function လေးပဲဖြစ်ပါတယ်။ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကဏ္ဍလေးပေါ့နော်ဥပမာ1ဒီ1ကိုကျွန်တော်တို့အများကြီးဆွဲချခြင်းဗျအများကြီးလိုချင်တယ်ဆိုလို့ရှိရင်ဒီ select ပေးတာလေဒီတောက်လေးမှာအဆက်အတုံးလေးရှိရလားအဲ့အတုံးလေးအောက်ဆွဲချပါလိုက်အဲ့ဒါဆိုရင်1 auto fill ပေါ့နော်သူ auto လေးထည့်ပေးပါပါတယ်အလားတူအတူပဲ1ကိုမလိုချင်ဘူးဗျ1 2 3 4အစဉ်လိုက်လိုချင်တယ်အစဉ်လိုက်ဆိုရင်ကျွန်တော်1ရေးမယ်ပြီးရင်2ရေးမယ်အဲ့နှစ်ခုကိုခွဲနှစ်ခုကျွန်တော်ဆက်လက်လေးပေးလိုက်ပေးပြီးလို့ရှိရင်ဒါလေးကိုကျွန်တော်အောက်ဆွဲချပါဆွဲချပါကိုဘယ်နှကွာထိလိုချင်လဲပေါ့ဗျာဥပမာအကွက်30ထိလိုချင်ဆိုလို့ရှိရင်ဒီမှာသူဘေးနာတောက်လီမှာ30ဆိုပြီးသူပေါ်တယ်လားဟုတ်30မှာရက်လိုက်ဒါဆို30ထိကိုတလူခုစီနှိမ့်ကြမလို့တော့သူပဲ auto fill လုပ်ပေးတာဒါလည်းမဟုတ်သေးဘူးဗျာကျွန်တော်မကဏ္ဍပဲလုပ်ချင်တယ်မကဏ္ဍဆိုရင်1 3ဆက်လက်လေးပေးလိုက်မယ်ပြီးပြီးကျွန်တော်အောက်ဆွဲချပါလိုက်အဲ့မှာကြည့်1 3 5 9 9ပြီးတော့ဒါသူကမကဏ္ဍကိုစီစဉ်လိုက်စီပြီးသွားတယ်အလားတူလိုသွားပဲစုံကဏ္ဍကိုပဲလိုချင်တယ်ဆိုလို့ရှိရင်နဲ့4သူက2 4 6 80ပေါ့နော်ပထမဆုံး10နှစ်ကွက်ကိုတော့ကျွန်တော်တို့ဒါကဏ္ဍရိုက်ပေးရမှာပေါ့နော်ပြီးအဲ့ဒါလေးကိုဆက်လက်လေးပေးလိုက်ပါပြီးပြီးအောက်ဆွဲချပါလိုက်ပါပြီးတော့မ2 4 6 8 10အော်ကဏ္ဍတွေပဲရလားဆိုတော့မဟုတ်နော်ကျွန်တော်လတွေပါလို့ဆိုလဲရတယ်ဥပမာ January February ဒါမျိုးပေါ့နော် January February ပြီးရင်အဲ့နှစ်ခုကျွန်တော်တို့ဆက်လက်လေးပေးလိုက်မယ်ပြီးပြီးကျွန်တော်ဆွဲချပါလိုက်အောက်ထိဟုတ်လား January February March April May June July August ဒါသူ့ပဲအစဉ်လိုက်ရေးပြီးသွားတယ်ပေါ့နော် World Cup ဆိုလို့ရှိရင်ဗျဥပမာ1900နဲ့ဘယ်လောက်ပေါ့ဗျာ22နဲ့စမယ်1922ရှိမယ်ဒါပဲနော်အဲ့ဒါကိုပဲကျွန်တော်ထပ်ပြီးတော့ဆွဲမယ်ပေါ့နော်22 24ဒါမျိုးပေါ့26အဲ့လိုမျိုးသွားခြင်းတယ်ဆိုလို့ရှိရင်နှစ်ခုဆက်လက်လေးပေးလိုက်ပြီးတူလွယ်ဆွဲချပါလားမှန်တယ်လားအနောက်ခုနှစ်ဆိုတော့သူ auto fill လောက်ရပါတယ်အဲ့တော့ဒီ auto fill လေးကဘယ်လိုနေရာမှာအသုံးဝင်လဲဆိုရင်ကျွန်တော်ကိန်းကဏ္ဍတွေအများကြီးကိုဆွဲချတဲ့အခါမျိုးလေးเนาะအရှိမနံပါတ်အဆင့်တက်တဲ့အခါမျိုးတွေမှာဆိုရင်အရင်ကအသုံးဝင်ပါတယ်ဗီဒီယိုလေးကနေပြီးတော့အကျိုးစုံတွေရရှိရမယ်လို့ထင်ပါတယ်ဒါလေးကတော့ beginner တွေတမအတွက်ဖြစ်ပါတယ်ခင်ဗျာအကျိုးစုံတွေရရှိသွားတယ်ဆိုရင်ကျွန်တော် comment မှာ yes လို့ချက်လောက်မှတ်ခဲ့ပေးပါဦးခင်ဗျာ